ယာနေစေရတော့စစ်တပ်လက်ပါစီများဆိုပြောခံရကျွန်တော်တို့ပြန်ပြောမယ်ကျွန်တော်တို့ငြိမ်းချမ်းယူလာတာသူလဲငြိမ်းချမ်းယူခြင်းလို့ကိုလဲငြိမ်းချမ်းရေးရခြင်းလို့ဂုံပြည့်တည်ရှိဂုံတိတ်ခါရှိလက်ဆွဲနှုတ်ဆက်ပြီးလက်တွဲလာတာဖြစ်ပါတယ်အဲ့ဒီခါယာနေစေရတော့စစ်တပ်လက်ပါစီများဆိုပြောခံရကျွန်တော်တို့ပြန်ပြောမယ်ကျွန်တော်တို့ငြိမ်းချမ်းယူလာတာသူလဲငြိမ်းချမ်းယူခြင်းလို့ကိုလဲငြိမ်းချမ်းရေးရခြင်းလို့ဂုံပြည့်တည်ရှိဂုံတိတ်ခါရှိလက်ဆွဲနှုတ်ဆက်ပြီးလက်တွဲလာတာဖြစ်ပါတယ်အဲ့ဒီခါယာနေစေရတော့စစ်တပ်လက်ပါစီများဆိုပြောခံရကျွန်တော်တို့ပြန်ပြောမယ်ကျွန်တော်တို့ငြိမ်းချမ်းယူလာတာသူလဲငြိမ်းချမ်းယူခြင်းလို့ကိုလဲငြိမ်းချမ်းရေးရခြင်းလို့ဂုံပြည့်တည်ရှိဂုံတိတ်ခါရှိလက်ဆွဲနှုတ်ဆက်ပြီးလက်တွဲလာတာဖြစ်ပါတယ်